ကဲဒီတစ်ခေါက်ဆွေးနွေးချက်မှာတော့တော်တော်လေးအရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါကဘာလဲဆိုတော့လေကိုယ့်ရဲ့အတိတ်ကဆက်ဆံရေးတွေနဲ့လက်ရှိမိသားစုဘဝကိုအထူးသဖြင့်အနာဂတ်ကိုဘယ်လိုကာကွယ်မလဲဆိုတဲ့အချက်ပါပဲကဲအခုဒီအကြောင်းအရာရဲ့အဓိက message ကိုပြတဲ့စကားတစ်ခုနဲ့ဆက်လိုက်ရအောင်အဲ့ဒါကတော့အတိတ်ကိုအဆုံးသတ်ပြီးအနာဂတ်ကိုကာကွယ်ပါတယ်ဒါကကျွန်တော်တို့ရှေ့ဆက်သွားမယ့်အကြောင်းအရာတွေအားလုံးအတွက်အခြေခံအုံးမြစ်ပဲဒီစကားကအရေးယူဆောင်ရွက်ဖို့တိုက်တွန်းနေတာကိုယ့်အနာဂတ်ကိုတကယ်ကာကွယ်ဖို့အတွက်ပေါ့ဒီအကြောင်းအရာကိုပို့ပြီးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးကြည့်သွားပါမယ်နော်ပထမဆုံးကတော့အတိတ်ရဲ့အရေးများပြီးတော့ Android ရှိသောလူ့ဝတ်ချက်များနောက်တစ်ခုကအနာဂတ်ကိုကာကွယ်ခြင်းပြီးရင်ကလေးများအတွက်စီးမြင့်များနဲ့နောက်ဆုံးအနေနဲ့တင်းရဲ့ရွေးချယ်မှုဆိုပြီးအဆုံးသတ်မှာပါကဲအပိုင်းတစ်ကိုဆက်လိုက်ရအောင်အတိတ်ရဲ့အရေးများဆိုလိုတာကနောက်ချောင်းပြန်ကြည့်နေတာကရှေ့ဆက်ရမယ့်လမ်းကိုဘလို့ထိခိုက်စေနိုင်တယ်လဲဆိုတာပါပဲဒီနေရာမှာအဓိကကြားတဲ့အရင်ခံပြဿနာကဘာလဲဆိုတော့လေအတိတ်ကိုဆွဲလန်းနေလာနဲ့ပစ္စုပန်ကိုတန်ဖိုးထားတာကြကပဋိပက္ခပါပဲဟုတ်ပါတယ်အချစ်ဆိုတာရှေ့ကိုပဲတွားတာနောက်ချောင်းပြန်လဲဖို့မဟုတ်ဘူးလေဒီစကားကတကယ်ကိုအတိတ်ပဲရှိပါတယ်အတိတ်ကအတိတ်မှာပဲကြံခဲ့တင်တာပေါ့နော်ဟုတ်တယ်အတိတ်ကလူတယောက်ကိုအဆုံးဖြတ်ပေးလို့မရပါဘူးဒါပေမဲ့အဲ့ဒီအတိတ်ကိုတခါပြန်ဖွင့်ထားမယ်အဆက်အသွယ်တွေလုပ်နေမယ်ဆိုရင်တော့အခုတိစောက်ထားတဲ့မိသားစုဘဝကိုတိုက်ရိုက်ချင်းချောက်ပြီးအနာဂတ်ကိုဖျက်ဆီးပစ်လိုက်တာနဲ့အတူတူပါပဲဆိုတော့ဒီချင်းချောက်မှုကတကယ်တမ်းဘလို့ဆက်လာတာလဲအဲ့ဒါကိုအပိုင်းနဲ့မှကြည့်ပါမယ်အန်ဒီရဲ့ရှိသောလျှို့ဝှက်ချက်များတေးသေးလေးလို့ထင်ရတဲ့အလျော့ပေးမှုတွေကနေယုံကြည်မှုတွေဘလို့ပြိုလဲသွားလဲဆိုတာပေါ့အများသောအားဖြင့်အစကတော့အန်ဒီမရှိဘူးလို့ထင်ရတဲ့လျှို့ဝှက်ချက်လေးတွေကနေစတာပါပဲဒီမှာကြည့်ယုံကြည်မှုကိုဖျက်ဆီးတဲ့လမ်းကြောင်းကဘယ်လိုလဲဆိုတော့ပထမအဆင့်မှာတိတ်တိတ်ပုံဇာတ်ကားတွေပြောတယ် comment လေးတွေပေးကြတယ်အဲ့ဒီကနေဒုတိယအဆင့်စိတ်ပိုင်းဆိုင်ရာအရတဖြည်းဖြည်းပိုနီးဆက်လာကြတယ်အဲ့ဒီနောက်မှာတော့တတိယအဆင့်လက်ရှိအိမ်တောင်ဖက်ရဲ့ယုံကြည်မှုကိုလုံးဝဖောက်ဖျက်တဲ့အထိရောက်သွားတော့တာပဲတကယ်တော့ဒါကတေးသေးလေးခဏစပြီးကြီးမားတဲ့ပဲစီးချင်းစီကိုဦးတည်သွားတဲ့ချော်လဲရောထိုင်လန်းစဉ်တစ်ခုပါဒါကြောင့်ဒီနေရာမှာအဓိကအကြားဆုံးအချက်ကအရင်ရှင်းပါတယ်အိမ်တော်တစ်ခုကိုတိစောက်လိုက်ပြီဆိုတာနဲ့ကိုယ့်ရဲ့တစ္ဆာတရားကိုယ့်ရဲ့ loyalty ဟာလက်ရှိအိမ်တော်ဖအပေါ်မှာပဲတရားရခိုင်တော့အပြည့်အဝရှိရမှာပဲဒါကဒီအတိုင်းထောက်လိုက်ရတဲ့ကိစ္စမဟုတ်ဘူးတက်တက်ကြွကြွကိုကာကွယ်ရမယ်ကတိကဝတ်တစ်ခုဖြစ်ပါတယ်ကဲအပိုင်း3အနာဂတ်ကိုကာကွယ်ခြင်းဆိုတော့ဒီလိုချင်းချောက်မှုတွေနဲ့ကိုယ့်အိမ်တော်ရေးကိုဘယ်လိုကာကွယ်ကြမလဲအဖြစ်ကအယိုးရှင်းပေမဲ့အရန်အစွမ်းထက်ပါပဲအဲ့ဒါကတော့ရိုးဟုတ်မှုကိုစွန့်လွတ်ပြီးပွင့်လင်းမြင်သာမှုကိုရွေးချယ်လိုက်တာပါပဲဒီမှာရှင်းရှင်းလင်းလင်းနိုင်ရှင်ပြထားပါတယ်တစ်ဖက်မှာဖုံးကွယ်ခြင်းဘလောက်တင်းငယ်တဲ့ကိစ္စပဲဖြစ်ဖြစ်ဖုံးကွယ်ပြီးဆိုတာနဲ့တန်တရားဆိုတာမလွဲမသွေဝင်လာမှာပါနောက်တစ်ဖက်မှာကျတော့ပွင့်လင်းမြင်သာမှုဒါကမှခိုင်မာတဲ့ယုံကြည်မှုရဲ့အခြေခံအုတ်မြစ်ကိုတိဆောက်ပေးနိုင်တာပါဟုတ်တယ်လေတကယ်လို့ရည်ရွယ်ချက်ကမှန်ကန်တယ်စိတ်ကဖြူစင်နေဆိုရင်ဖုံးကွယ်ထားစရာဘာကြောင့်မှမရှိပါဘူးတခုခုကိုလျှော့ခွက်ဖူလိုလာပြီးဆိုကြတဲ့ကအဲ့ဒီနေရာမှာတခုခုမာနေပြီးဆိုတဲ့တတိပေးခေါင်းလောင်းတန်ပါပဲအဖိုင်းလေးကတော့နေနဲ့မို့ရှုပ်ထွေးတဲ့အခြေအနေတစ်ခုပါခလေးများအတွက်စီမင်းများအရင်လက်တွဲဖော်နဲ့ခလေးတွေပါဝင်ပတ်သက်နေတဲ့အခါကိုယ့်နောက်ရေးကိုမထိခိုက်စေပဲမိဘတယောက်ဖြစ်ပဲလို့ရက်တီမလဲဒီလိုအခြေအနေမျိုးမှာတော့ခိုင်မာပြီးရှင်းလင်းတဲ့အစင်းမင်းတွေကအကာအကွယ်ပေးတဲ့ဒိုင်းတစ်ခုလိုပါပဲဥပမာအရင်လူနဲ့နေရောက်တဲ့တိသက်မတွေ့တာလိုအပ်လို့ဆက်သွယ်ရရင်တောင်လက်ရှိအိမ်ထောင်ဘက်ကိုအမြဲတမ်းအသိပေးတာပြောဆိုဆက်ဆက်မှုမှန်သမျှကိုပွင့်လင်းမြင်သာအောင်ထားတာဒီစီကန်းတွေကမိဘတာဝန်ကိုလည်းကြေပွန်စေတဲ့လက်ရှိအိမ်ထောင်ကိုလည်းကာကွယ်ပြီးသားဖြစ်စေပါတယ်အကြီးကတော့လေဒီလိုရှင်းလင်းတဲ့စီးမင်းတွေကအိမ်ထောင်ဖက်နှစ်ယောက်အတွက်ပဲမဟုတ်ပါဘူးကလေးတွေအတွက်ပါပဲကလေးတွေကတည်ငြိမ်အေးချမ်းတဲ့ပတ်ဝန်းကျင်ကိုလိုအပ်တာလေမိဘတွေနဲ့ပထွေးမိထွေးတွေကြားကတင်းမာမှုတွေကိုမဟုတ်ပါဘူးကဲနောက်ဆုံးတဲ့အရေးကြီးဆုံးအပိုင်းကိုရောက်ပါပြီအပိုင်းကတင်းဤရွေးချယ်မှုဆိုလိုတာကလုံခြုံပြီးရိုးသားတဲ့အနာဂတ်ကိုတက်တက်ကြွကြွတိဆောက်ဖို့ပါတကယ်တော့အနာဂတ်ကိုပုံဖော်မဲ့စွမ်းအားကကိုလက်ထဲမှာပဲရှိနေတာပါကိုမိသားစုကိုကာကွယ်ဆောင်ရှောက်တယ်ဆိုတာကံကောင်းမှုထိုင်ဆောင်နေလို့မရပါဘူးဒါကနေ့စဉ်နဲ့အမျှလုပ်ရတဲ့တက်ကြွတဲ့ရွေးချယ်မှုတစ်ခုပါအဲ့ဒီရွေးချယ်မှုရဲ့အစကဘယ်ကစလဲဆိုတော့အတိတ်ဆိုတဲ့စာမျက်နှာကိုဖက်ဖက်သားသားပိချပြီးပစ္စုပန်ကိုပဲအာယုံဆိုင်လိုက်တာကနေစားတာပါဒီစကားလေးကတကယ်ကိုအားကောင်းပါတယ်စင်ကြယ်တဲ့အရာတွေဟာအမောင်လဲမှာပုံမနေတပါဘူးတဲ့အိမ်တောင်တစ်ခုမှာရှိတဲ့ပွင့်လင်းမြင်သာမှုနဲ့ရိုးသားမှုရဲ့အနှစ်သာရကိုဒီစကားတစ်ခွန်းတဲနဲ့အားလုံးခြုံကိုမြည်စေပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်အယုံပြန်ပြီးစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့ပဲညီခုံချုပ်လိုက်ပါစီစင်ကြယ်တဲ့အရာတွေကအမောင်ထဲမှာပုံမနေတတ်လို့ဆိုရင်
ကိုယ့်ရဲ့အိမ်ထုံရေးကတော့အလင်းရောင်ထဲမှာရှင်တာနေရလားဒါမှမဟုတ်အဲ့ဒီထဲမှာလှော့ချက်တွေများရှိနေမလားဆိုတာပါပဲ